哦，你講路假啦，講呢度咪撈啦喎。Hello，အားလုံးပဲမင်္ဂလာပါကျွန်တော်တို့မဟုတ်ဘူးပဲဖြစ်ပါတယ်ဒီနေ့ဆော့ပြမှာမကိန်းရတော့ Brain of Russia Shadow and Flame ဆိုတဲ့ game လေးပဲဖြစ်ပါတယ်နောက်ပြီးဒီ game လေးက Play Store က download မရပါဘူး Chrome ကတော့ download ရပါတယ်43 MB ပဲရှိတော့ home လေးတွေအတွက်လည်း save ပေးပါတယ်ဗျကဲဗီဒီယိုလေးစလိုက်အောင်အခုဒီမှာဆိုရင်ကျွန်တော်မတ်တစ်ခုတွေပွင့်ထားသေးရဲ့ဗျကဲ game လေးအခုပဲစလိုက်တော့ဒီမှာတစ်ခုကြိုပြောထားနေတာကျွန်တော်ကဘာသာပြန်ဖို့တော့အဲ့လောက်ထိနားမလည်ဘူးဗျာအရင်တော့ပြန်ပေးတယ်ဆိုမှအခုကအရှိကြီးတွေဆိုကျွန်တော်လည်းမပြတ်တတ်ဘူးဗျတကယ်လို့နားလေလူရှိကိုယ့်ဘာကိုပြန်ပြီးကြည့်ပေးကြဖို့တောင်းဆိုကြပါလေ။ဒီနေ့တော့ရောက်လာဗျာ။ဒီမှာဆိုရင်ကျွန်တော်က joystick မပြောင်းတော့ဆွဲပြီးနေကြတာဖြစ်မယ်။ဘယ်လိုလဲ။ဟောရပြီ။တို့ပြီးရမှာ။အပေါ်တက်မှရမယ်။ဘူးတက်။ဟောရပြီ။အော်ကျွန်တော်ကဟိုညာဘက်အပေါ်ခလုတ်ထင်နေတာ။အပေါ်ပတ်စံတရားဆိုဘာလို့ရလဲမသိဘူးဗျ။ဟာလောက်ပါပဲတူကြပါလားလို့ဖြစ်တယ်လို့သွားရည်ရှောင်းနေပြီဟောဒီဘက်တက်ဟုတ်တယ်ဟာမဟုတ်သေးပါဘူးဟာအပေါ်မရောက်ပါဘူးအလဲမှာရက်နေတာဟောရပြီဘိုးဘအပေါ်တက်မှာတဲ့ဒီကနေပြီးတော့ခုံပြီးတော့ဟောငါနဲ့ကွာပြန်ပြုတ်ကြနေရဲ့လို့လုပ်ကြပါဟာမတက်တော့ပြန်ပြရပြီသူကစာရီနဲ့တော့ကျူတူရပြတာပြဒါပေမဲ့ကျွန်တော်ကနားမလဲဘူးအဲ့လောက်ထိလားဖြစ်လို့ပဲစင်းတော့ဟာဒီအောင်လေးကဘာလဲဟောစီးပလင်း heat potion ဆိုတာပဲဟောအဲ့လောက်ရှိရတယ်ညားရည်လည်းပြစ်ကုန်ပြီကွာအာရောဝါကြီးတွေးရောတားလိုက်တော့နည်းနည်းပဲရောရဥစ္စာဟောအရှိမတကောင်းကအဲ့ကောင်ချအောင်လက်ကြီးနဲ့ချရမှာဟောလက်ထဲမှာဓားပါတယ်ပြောလိုက်တယ်ကွာ၃ရက်ပဲခုတ်ရသေးတယ်သေသွားကြီးရဲ့ဟမ်ဟောအယောင်လက်နေလို့ယူလို့ရတာဆိုပြီးမရဘူးခုနစီးပလင်းပြန်လို့ရတယ်နော်ဘာလေးပဲမသိဟောဒီကောင်ကိုင်မချရဘူးဒီကောင်ကိုင်မချဟုတ်ပြီခုတ်ရပြီသေသွားပြီတကောင်လေးလွယ်ပါလေအဲ့လိုလွယ်ရတယ်တူတူရင်မို့လို့ဒီဘောတက်လို့မရဘူးလားဟောရပြီတက်လို့ရသွားပြီနောက်တစ်ဆက်တက်တာဟိုင်းတက်လို့မရဘူးလားဟာခုံမဲခုံနေရရောက်ပြီဟောရပြီ joystick မပါတော့တက်ကခက်ရဲကွာအော်အဲ့ကောင်အဲ့လိုကားတာဟောကိုမူတုံးရတာဖြစ်မယ်တိုက်ကတရက်ဆိုလားဘာဆိုလားပဲတန်းလေးအတန်းထမှာဆိုရပါဗျာဟမ်ဒီမှာနေရာမရှိတော့လေငါဘယ်လိုပြန်စီးရမှာဟောဒီကစီးရမှာဖြစ်မယ်ရပြီဟိုကဆေးပလေးတက်ပြီးထပ်တယ်ဟောဒီဆေးပလေးကဟိုကသွေးအပြည့်ပြည့်ဖြည့်တာဟိုက်တယ်ဒီကောင်နဲ့ချအောင်ကားလိုက်ပြီးကိုမို့တုံးပြီးလိုက်မယ်ရော့မနှကောင်းကြီးတော့မလို့လို့တော့ကောမြို့က2 phase 1ဟာအကုန်မတုံးမရတော့လားဟောရပြီဒီကောင်လည်းဖြုတ်ပြီးလိုက်နော်နှကောင်းတော့မနိုင်ဘူးလားကွာဒီကောင်အိမ်မတူတော့ကွာတန်ချက်ကကြီးနဲ့ခုနကကောင်နဲ့တန်ချက်ကမဟုတ်ဘူးထင်တယ်ဟောဒီကပူမာသွားတာဟဲ့ပြက်ခုလေဟာမာရဟဲ့ထက်ခုပြန်ပြီတွေးအတီးရောလေဟာဒီကောင်တစ်ချက်ချက်ဟုတ်တယ်ငါခုတ်ရတာတွင်းမရောအဲ့လောက်ထိမတီးသေးဘူးလားဟောတီးဝိုင်းရပြီစိတ်ကန်းသွားမယ်ဒါစိတ်ကန်းဟုတ်တယ်စိတ်ကန်းပါငါကောင်ဘာကောင်လဲဟာပင်လယ်များလူမေးသားလူနဲ့escape တဲ့မျိုးတွေထွက်ပြေးရလားမသိဘူးကျွန်တော်ပြောပြီးသားနော်ဒါကိုပါကိုပဲဖတ်လိုက်ကြတော့ဖတ်တတ်တယ်လို့ပြောတာပါမဖတ်တတ်ရင်တော့ game play ပဲကြည့်ပေးကြဖို့တောင်းဆိုကြပါဗျတင်းမနဲ့တော့ရွှဲလွင်လားစ
လက်ကြီးတွေရတယ်ဟိုဟာလက်ကြီးစက်ပုံစံမျိုးရေးထားတယ်ပါတယ်ဗျကျွန်တော်အဲ့လောက်ဒီမှဖတ်တတ်တာကျွန်တော်အမြင်ဖတ်နေရဆိုတော့လေအလေးပဲချက်ချင်းမပြန်တော့ဟာဒါဖျက်ကောင်းလေဟာဟိုမင်းသမီးလားမသိဘူးအဲ့တော့ငါစိတ်တင်မင်းသမီးတွားခဲ့ရမှာထင်တယ်ကျွန်တော်ဒီဥစ္စာတော့အပိုင်းတွေကိုပြီးတဲ့ထိတင်ပေးမယ်ဗျာလက်ရှိချက်ဤပဲတော့မသေးကြတော့ဘူးဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဟိုက view တဲ့တိတ်မတက်ဘူးနောက်ပြီးလူကြိုက်တယ်နေတယ်ဗျာကျွန်တော်လည်းအဲ့ကိန်းကိုတိတ်မကြိုက်ဘူးဒါကိုပိုကြိုက်တယ်အဲ့ဒါကြောင့်နောက်ဗီဒီယိုမှာကျွန်တော် joystick ထည့်လိုက်မယ်ဒီဘွဲပြီးထည့်လိုက်မယ် joystick ကထည့်လို့ရမလား joystick ဟာအပြည့်ထွက်သွားမယ်မထွက်ဘူးခအဲ့ဒါငါထည့်လို့မရသေး joystick ထားလိုက်တော့နောက်မှထည့်တော့မယ်ကြာလို့ဆင်းလို့ရပြီခုနခုံပြေကြော်လာပြီးဆင်းလာတော့ဒီလိုဆင်းလာကြမဆင်းတတ်တော့ဘယ်ဘက်ရင်တော့ဒီဘက်ပဲတွားလိုက်တော့နော်ဟာရောဘယ်ဘက်ကိုပြန်ခုတာလဲဟာအပေါ်တက်တာဟာရပြီယူလီကွာခုံချတကားကြီးပိတ်ထားတယ်နားခဏဆောက်လိုက်ရတော့အဲ့ဒါဟိုဘက်ကသွားဖွင့်ရမှာလားမသိဘူးအပေါ်ကလည်းနောက်တလမ်းရှိတယ်နော်အဲ့ဒါနောက်မှသွားတော့ဟာရောအခုကဘာလို့အနီရောင်ပြရလဲပုံမှန်နဲ့ချရမှာမဟုတ်လားအဲ့ဒီဟိုခလုံးနေပြီးသွားရမှာထားလိုက်တော့ရင်းပြန်ခုတ်တယ်ဟာဒီကောင်ကြီးအယိုးကြောက်တွေကဘာလို့ဖြစ်လို့ဒီလိုရောက်လဲဒါမိုင်းတွေးလားမသိဘူးနော်ပုံစံကြည့်ရတာဒါရီထိဝိုင်းcraft လောက်ကမှာ craft ကမှာဒါမှ craft ခေါ်တာဟိုကဘာခေါ်လဲမသိပါနဲ့အတန်တော့ဒီမှာ sorry ပါဗျဟိုလောက်ကတော့သူ့ကြောက်သွားတယ်မကြောက်ဘူးနော်ဟိုအပေါ်ကပလင်းရှိရထိပြန်ပြီကွာတွေ့တော်ရော့သွားပြီခဏလေးတွေးပြတော့ရဟိုမှာရွှေတော့တွေတွားတယ်အဲ့ရွှေတွေကဘာလို့လို့ရလဲမသိအဲ့ဝယ်ရတယ်တွားပြီခုနလေးဆိုတစ်ချက်တည်းနေရတယ်ဆိုကိုကအမြဲတမ်းသုံးလို့မရဘူးဗျခုနအရိုးကြောင့်လေးချတော့ရတယ်ကျွန်တော်ကိုမသုံးလိုက်ရအောင်ဘာလို့သုံးလို့မရလဲမသိအပေါ်ပတ်စံယူလာအောင်တော့ရှင်ယူတာရောက်အောက်ကိုတန်းခုံကြရတယ်ဆိုတော့ငါနဲ့ဟိုဘက်ကိုပြန်ခုံလိုက်သေးတယ်ကျေးဇူးအောက်ထပ်ဆင်းခိုင်းရကွာရှုပ်လိုက်တာဆင်းဆိုတော့လည်းဆင်းပြရတော့ဟိုနေရာကိုတက်နေကြုံကြရတယ်အယိုးကြောက်တွေချရတာတိတ်အဆင်မပြေဘူးကြကျွန်တော်အရင်တော့ဆော့တော့ရိုးကြောက်တွေချရတယ်ဆိုတော့အဲ့ရိုးကြောက်ကိုကျွန်တော်ကြိုက်တဲ့ရိုးကြောက်ခေါင်းရွေးပါလားနောက်ဗီဒီယိုတွေမှာလာလိမ့်မယ်ကောင်အဲ့ခေါင်းရွေးပါတဲ့ကောင်တွေနဲ့ချရတာပုံမိုက်ဒီကောင်ကအားနေဒီတိုင်းပဲခုန်နေတာတိတ်ဆင်ရတေးဝိုင်းကျွန်တော် fighting ခန်းနေကြအတန်းမထွက်တာကျွန်တော်ဟိုကအားပါနေလို့လဲအားပါရွေးဆော့နေတော့အတန်းကမထွက်တော့ထိသွားပြန်ပြီကွာဟိုကမတက်တယ်တော့တော့ပြန်အောင်ဘလို့ပြန်မှာ fight အတူ over fight အတူဘိုက်တော့ရပြီဟိုဆွဲလိုက်တာဒီဆူးတွေပြီးသွားတော့ဆောင်းရတယ်တလို့ပဲဗျာလို့ရှုပ်ဒါခုနနေရမဟုတ်တော့ဘူးဗျာကျွန်တော်အပေါ်ကနေဟိုဘက်ကိုတွားလို့ရတယ်ဆိုနေရပြီrevive potion ဆိုတာဘာလို့မသိဘူးဗျကျွန်တော်စိတ်ကတေဝါးပြန်ပြီးတော့အသက်သွင်းနေတာတော့မသိဘူးတွေ့ရောတက်တာဖွင့်လာပေါ်တက်တာမဟုတ်ဘူးဘာလို့မရတယ်ဗျဘာရတယ်တော့ရလိုက်တက်တာရတခါရပတ်စံလည်းပေးတယ်ပစ္စည်းလည်းပေးရဗျ
ဒီဘောတက်လို့မရဘူးလေဟောအော်ခလုံးနေကမလားမသိဘူးဟာဟုတ်ကဲ့ကြောက်ပါဟောဒီဥစ္စာထိလိုက်တကားပွင့်သွားရပဲတခါလေးဝင်လိုက်တော့ဗျာကဲတခါထပ်ပြီးသွားပြီကျွန်တော်အခုဘယ်လိုတော့မှာလဲဘယ်လိုဖတ်ဖို့တဲ့ကြာဒါလေးပြထားတယ်ပဲကျွန်တော်ကြော်နေတော့နော်ပြောလို့လူတွေကအိမ်မီးလောင်နေရဘယ်လိုလဲတော့ကျွန်တော်လည်းမသိဘူးဒီနေ့တော့အမီနဲ့ story game ဆိုရင်ဒီကတော်တော်ကောင်းနေဗျာဘာလို့စောကြည့်လဲဆိုကျွန်တော် Sony တင်ပေးမယ်ဗျာဒေါင်းလေးတင်ပေးမယ် brother တို့ဒီမှာကျွန်တော်ပြရတိုင်းလိုက်တောင်းကြည့်တော့တိဒေါင်းလေးဘယ်လိုတောင်းမလဲဆိုတိရလူလည်းတိပါမတိရလူကတော့ကျွန်တော်စီလိုတင်ပေးလိုက်ပြီဗျာတိရလူတွေကတော့ခရုံးကပဲရှာတောင်းလိုက်လို့ print of ပါရှာShadow and Flame ဆိုပြီးရှာလိုက်ဗျာ POBSMF လို့ရှာလိုက်ရတယ်story line တော့ပြီးသွားပြီဗျ။ကဲအားလုံးပဲကျွန်တော်ဒီနေ့ဒီဗီဒီယိုလေးကိုနောက်နေ့ပဲရလိုက်ချင်ပါတယ်ဗျ။နောက်နေ့ဗီဒီယိုမှာဒီထက်ပိုကောင်းတဲ့ပုံစံနဲ့ပြန်လာခဲ့မှာမို့ဗီဒီယိုလေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ရဖို့လုပ်ပါဗျာ။